ကျွန်တော်သိရပါဒီနေ့ Rakuten ရဲ့ eSIM chain ကိုပြောပြပေးပါမယ်။မ chain ခင် iPhone 16မှာမဟုတ်ဘဲနဲ့တခြား eSIM chain မဲ့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ phone က eSIM သုံးလို့ရလားတခြားစစ်ဆေးပြီးမှ chain တင်ပါတယ်နော်။ထုံးစံတိုင်းပဲကျွန်တော်တို့ My Rakuten Mobile application ကို login ဝင်မယ်။ app ထဲရောက်လို့ရှိရင်အောက်မှာ line ဆိုတဲ့နေရာရဲ့ဒီအပေါ်မှာ chain sim ဆိုတယ်ပေါ့နော်။ chain sim အောက်က sim reissue ဆိုတဲ့နေရာတွေဝင်မယ်။ဒီနေရာမှာကြတော့ physical sim ကနေပြီးတော့ eSIM chain 0ရံပါတော့ eSIM ကနေပြီးတော့ sim card type ပေါ့နော်ဒီ physical sim ပြန်လို့ချင်းဆိုတော့ရန်3300အကြမှာဆိုတာတတိထားပါနော် okay တယ်ဆိုလို့ရှိရင်အောက်က request for sim reissue ဆိုတဲ့နေရာကိုဝင်မယ်ပြီးရင်ဒီမှာကိုယ့်ရဲ့ sim card ကို OTP code ကြားလိုက်မယ်အဲ့ဒီကြားတဲ့ OTP code ကိုဒီမှာထည့်ပေးပြီးတော့ continue ဆက်သွားလို့ရှိရင်ဒီ sim ပေါ့နော်နောက်တစ်ဆင့်ထပ်ရောက်မယ် confirm သွားပါမယ် confirm ပြီးသွားရင်နောက်တစ်ဆင့်မှာ My Rakuten Mobile ရဲ့ဒီ home နေရာလေးမှာဒီ order ပေါ့နော် order ကြလာလိမ့်မယ်အဲ့ဒါကိုတရားလေးရောက်လာပြီဆိုလို့ရှိရင်အောက်က detail ဆိုတဲ့နေရာကိုနှိပ်ပါမယ်ပြီးလို့ရှိရင်ဒီမှာ activate eSIM ဆိုတဲ့နေရာကိုနှိပ်ပါမယ်ပြီးရင်ဒီမှာ activate ပဲထပ်နှိပ်ပါမယ်ပြီးလို့ရှိရင် continue ပဲဆက်နှိပ်မယ်ပြီးရင်နောက်တစ်ဆင့်မှာကျတော့ voice and data ရွေးမယ်ပြီးရင် continue ဆက်သွားမယ်ပြီးလို့ရှိရင်ဒီဟာမြင်လို့ရှိရင် not now နဲ့ပဲကြော်လိုက်လို့ရတယ်ဆိုတော့ဒီဆင့်က okay သွားပြီအကယ်လို့များဘောနော်ဒီနောက်ဆုံးအဆင့်ထိပြီးသွားတယ် line ကနည်းနည်းလေးမတက်ဘူးပါညာဖြစ်လို့ရှိရင် flight mode ကို on off လုပ်လိုက်လို့ရှိရင်တော့ပြန်အဆင်ပြေပါလိမ့်မယ်အားလုံးပဲအဆင်ပြေကြပါစေ